ခေါင်းထဲမှာအမိုက်တွေထက်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်ခေါင်းအေးမထားနိုင်တော့ချောခေါင်းအေးဆိုလို့ရေစွတ်တာမျိုးမလုပ်လိမ့်နဲ့နော်အေးပတ်တော့ခေါင်းအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထက်နဲ့မြူနီစပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တန်မိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အလို့မို့ဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထက်နဲ့ဝုန်းကိုတော့ချောင်းချောင်းထားခြေထောက်ကိုတော့နှွေးလေးထားလို့ပြောချတယ်ပေါ့နော်ခြေထောက်နှွေးခေါင်းအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါជីវတွတ်တဲ့ခြင်းအကြောင်းလေးပဲကျမ်းမာပြီးတော့ជីវတွတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာစာရင်တော်ဆိုတာစင်ញင်သုံးသက်တတ်ရမယ်ကိုယ့်အခြေအနေကိုကိုယ်စင်ញင်သုံးသက်တတ်ရမယ်ငါလှုပ်နေတာဘာတွေနဲ့ချိန်ကုန်နေသလဲငါဘာလှုပ်တဲ့သလဲဆိုတာကိုအမြဲတမ်းစင်ញင်သုံးသက်ရမယ်ဒီတဲ့အစင်းမြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်အရာမှမမြဲဘူးဆိုတာကိုသိရစင်ញင်နဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်တွေ့တာမှုတွေကိုရှော့ချလို့ရတာလူတွေဟာတွေ့တာမှုဆွဲမဲ့မှုတွေအပေါ်မှာတွေ့တာမှုဆွဲမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချံလုံးမိသွားတယ်ပေါ့မကောင်းတာတွေလုံးမိသွားတယ်လုံးမိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တာမှုကိုရှော့ချဖို့ရတယ်အရာခတ်သိမ်းဟာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာထာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့စဉ်းကျင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ်